အားလုံးမင်္ဂလာပါမင်္ဂလာရှိသောညာချမ်းလေးပါဗျကျွန်တော်အားပေးတဲ့အကူမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများပြည့်စုံနိုင်ကြပါစေဗျကျွန်တော်မနေ့ကလည်းပဲကျွန်တော်တို့ YouTube channel မှာတင်ပါတယ်ဒါပေမဲ့ကျွန်တော် YouTube channel တင်လိုက်တဲ့အချိန်မှာ copyright နီးရဆိုမှကျွန်တော် YouTube channel ကနေ post ကိုဖြတ်သွားတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဆက်ပြီးတော့မတင်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့မနေ့ပြန်6ရက်နေ့အတွက်ကျွန်တော်တို့ခဏများကိုတော့အတန်ဖိုင်နယ်ပဲတင်ပြီးမှဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့နေကုံအတွက်မထိမထွက်ကီးပေါ့နော်3.2ဖြစ်ပါတယ်နေကုံထိပ်စီးကြိုက်တဲ့အကူမများရှိရင်ကိုကြိုက်ရင်3ပေါ့နော်နေကုံထိပ်စီးမှာဆိုလို့ရှိရင်2.4ခွန်ထိပ်စီးရှိပါတယ်ဗျာနော်break 4လုံးလဲကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့နေကုံ break မှာဆိုလို့ရှိရင်2 break 3 break 6 break 9 break ဖြစ်ပါတယ်ဒီ break 4လုံးอ่ะဆိုရင်ကျွန်တော် break 4လုံးကိုဆွဲဖို့ကျွန်တော်ပြောပြတာမဟုတ်ပါဘူးမိမိမှာကနန်းမိုင်ရှိတယ်ဆိုလို့ရှိရင်ရွေးကွက်တင်ကွက်အနေနဲ့သုံးဖို့ရည်ရွယ်ပြီးတော့ပြောပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့6ရက်နေ့အတွက်ဗုဒ္ဓဟူးနေ့အတွက်ဆိုလို့ရှိရင်အကောင်းဆုံးပတ်သီးရဆိုလို့ရှိရင်2-4ပတ်သီးဖြစ်ပါတယ်2နဲ့ပတ်သက်လို့ရှိရင်20 2-1 2-3 2ခွန်ကျွန်တော်တင်ကွက်အနေနဲ့သုံးကစားပါကျွန်တော်တို့4နဲ့ပတ်သက်ရင်4-1 4-5 4-8 4-9ဒါဒီကျွန်တော်တို့စစ်ကွက်ကိုထိထိမိမိလေးတင်ကစားပါဗျာနော်အဲ့တော့ကျွန်တော်တို့ပတ်သီးအနေနဲ့ကျွန်တော်အပွင့်နေမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်အောင်မြင်ခဲ့ပါတယ်ကျွန်တော်ရဲ့ YouTube မှာကျွန်တော်တင်ချိန်မရတဲ့အတွက်ကျွန်တော်တို့ကTelegram free channel ရှိပါတယ် Telegram free channel မှာဆိုလို့ရှိရင်အကူမတွေဒါဝင်ပြီးတော့ယူမယ်ဆိုရင်အဆင်ပြေပါတယ်နေ့စဉ်ကျွန်တော်တို့အပတ်စဉ်ကျွန်တော်တို့အများအားတင်ပေးနေတာလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်က calendar လက်တွက် formula သမားမဟုတ်ပါဘူးThai stock market စစ်ကိုပဲလေ့လာပြီးတော့ခဏတင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့နေ့စဉ်ဒါပေါက်ကနန်းများကိုလည်းတင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Telegram channel လည်းပဲကျွန်တော်ဒီနေ့မှာဆိုတော့ပြတ်ထားတာဖြစ်ပါတယ်အနှိမ်မှပြီးတော့ဖြတ်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ Telegram link လေးကိုဝင်လာမယ်ဆိုလို့ရှိရင်အားလုံးအဆင်ပြေမှာဖြစ်ပါတယ်ဗျာနော်အားလုံးကံကောင်းသောနေ့လေးဖြစ်ပါစေဗျာ